မင်္ဂလာပါခင်ဗျာရန်ကုန်တိုင်းတွန်တေးမြို့နယ်ခွာစစ်တပ်ကိုတေဒီအထိချင်းမြတ်နိုးပါတယ်လို့ကြွေးကြော်ထားတဲ့လူသက်ထောင်ထွက်တရုတ်ဆောင်မင်းအုပ်ဆိုဟာတရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ထက်မှန်ဖမ်းဆီးခံလိုက်ရတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရခင်ကလေလူသက်မှုဓားပြမှုနီနဲ့နာမည်ကျော်ခဲ့တဲ့မင်းအုပ်ဆိုဟာအခုဒီချိန်မှာတော့စစ်စေးဂိတ်တစ်ခုမှာပစ္စတိုတနတ်နဲ့အတူလက်ရင်ဖမ်းဆီးခံခဲ့ရတာထင်ပါတယ်ပြီးခဲ့တဲ့မလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်မှာရန်ကုန်တိုင်းတွန်တေးမြို့နယ်အတွင်းရှိဖျားငုတ်တိုးစစ်စေးရေးကိမှာထည့်ပွားခဲ့တာပါဒလားမြို့နယ်ဘက်ကနေတွန်တေးမြို့နယ်ဘက်ကိုမင်းအုပ်စိုးကိုယ်တိုင်မောင်းနှင်လာတဲ့အနက်ရောင်ရင်ကိုလုံခြုံရေးအဖွဲ့တွေကရပ်တန့်စစ်ဆေးရမှာရင်ပေါင်ကနေပစ္စတိုတနက်တလက်နဲ့ကြီး9000ပါရှိတဲ့ကြီးအိမ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တာထည့်ပါတယ်ဖန်စီခံရစဉ်အတွင်းမင်းအုပ်စိုးကဒီလက်နက်ဟာသူ့ရဲ့လုံခြုံရေးအတွက်ကာကွယ်ခုခံဖို့ဂိုင်းဆောင်ထားတာဖြစ်ကြောင်းနဲ့အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ပတ်သက်မှုမရှိကြောင်းထွန်းဆိုခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လက်နက်ဂိုင်းဆောင်ခွင့်ပါမစ်တစုံတရာပြသနိုင်ခြင်းမရှိတာကြောင့်2023ခုနှစ်လက်နက်ဥပဒေပုံမှန်24နဲ့တွန်တေးမြို့မှာရဲစခန်းမှာအမှုဖွင့်အရေးယူခံထားရပါတယ်။တရုတ်ဆောင်မင်းအုပ်စိုးဟာရာဇဝဲမှုမှတ်တမ်းအလွန်များပြားသူတဦးလည်းထည့်ပါတယ်။ပြီးခဲ့တဲ့2014ခုနှစ်ကတရားပါမဂ္ဂဇင်းအက်ဒီတာမတေးနူရင်ကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တာကြောင့်ထောင်ဒဏ်တသက်တကြုံကြခံခဲ့ရသူပါဒါပေမဲ့2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့လွတ်မြင့်တပ်တာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်ထောင်ကလွတ်မြောက်ပြီးနောက်မှာလည်းပြုပြင်ပြောင်းလဲခြင်းမရှိဘဲ2022ခုနှစ်မှာ OAC ဒီခိုခန်းကိုဝင်ရောက်ရန်ကားပြီးဓားပြသိမ်းမှုကျူးလွန်ခဲ့ပါသေးတယ်အဲ့ဒီအချိန်ကဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဝရမ်းထုတ်ပြီးနေအိမ်ကိုချိတ်ပိတ်ထားတဲ့အထိထစ်ပွားခဲ့ပေပဲမင်းအုပ်စုဟာစစ်တပ်နဲ့ကြမ်းခိုင်ရေးပါတီအပေါ်သူ့ရဲ့တစ္ဆာရှိမှုကိုလူမှုကွန်ရက်ကနေတစားစားအော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။နောက်ွယ်ကတရင်ရင်စစ်တဲ့ရဲ့အဆိုအရကြမ်းခိုင်ရေးပါတီရဲ့ဂျားဝင်ဆေးဆက်ပေးမှုလာထိုးမှုတွေကြောင့်အဲ့ဒီဓားပြမှုဟာပြေလည်သွားပြီးချိတ်ပိတ်ထားတဲ့အိမ်ကိုလည်းပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်မဲအိုဆိုဟာ2025ခုနှစ်အတွင်းကြံခိုင်ရဲပါတီရဲ့မဲဆွဲစည်းရုံးရေးတွေမှာပါဝင်ခဲ့သလိုပါတီဥက္ကဋ္ဌခင်ရီနဲ့လည်းရင်းရင်းနှီးနှီးတွေ့ဆောင်ခဲ့တာတွေရှိခဲ့ပါတယ်။အခုလိုစစ်တပ်နဲ့ကြံခိုင်ရဲပါတီရဲ့အကာအကွယ်ကိုရယူပြီးဥပဒေအထက်မှာနေထိုင်နေတဲ့မင်းအုပ်ဆိုဟာအခုတစ်ချိန်မှာတော့စစ်တပ်ထောက်ခံသူတွေရဲ့ Telegram Channel တွေမှာပါသူဖမ်းဆီးခံရတဲ့တဲ့တင်ပြန့်နှံ့လာခဲ့တာပါ။စစ်တပ်ကိုတေးသည့်အထိချစ်မြတ်နိုးပါတယ်လို့အမြဲတမ်းကြွေးကြော်နေတဲ့မင်းအုပ်ဆိုးတွေအောင်အခုတစ်ခါမှာတော့သူချစ်တဲ့စစ်တပ်ရဲ့လက်နက်ဥပဒေအောက်မှာဘလို့အကျိုးဆက်တွေရင်ဆိုင်ရမလဲဆိုတာဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။